သမီးတို့သားတို့သင်ချာတင်ရတာကြိုက်လားအင်္ဂလိပ်စာနဲ့သင်ချာနဲ့ဆိုဘယ်ဟာပိုကြိုက်လဲဒါပေမဲ့ကလေးအများစုကအင်္ဂလိပ်စာပို့ပြီးတော့ကျွန်တော်ဟောပြောနော်ဒီပါရာရက်ပေါ်မှာထားတဲ့စိတ်ကိုလည်းကျွန်တော်ကပြင်ပေးရပေါ့တချို့ကလေးကြတော့သင်ချာဆိုရင်ကြောက်တယ်လာသင်ချာဆိုမတွက်ချင်ဘူး regular academic maths program မှာကျွန်တော် grade 1ကနေဒီ grade 8ထိကို weekend နဲ့ weekday တွေမှာရော online ရော in person ရောကျွန်တော်သင်ကြားလို့ရအောင်စီစဉ်ထားပါတယ်သင်ကြားတဲ့နေရာမှာလည်းကျွန်တော်တို့ကကလေးတွေကို Starfish ရဲ့ရွယ်ချက်အတိုင်းပဲဒီ play based learning environment ဖြစ်အောင်ကျွန်တော်တို့ game တွေဒီ activity တွေကိုဟောမှာပဲအခြေခံပြီးတော့သူတို့ကိုသင်ကြားသွားခဲ့တာပေါ့နော်ဒီဘာသာရပ်ပေါ်မှာထားတဲ့စိတ်ကိုလည်းကျွန်တော်ကပြင်ပေးရပေါ့တချို့ကလေးကြတော့သင်ကြားဆိုရင်ကြောက်တယ်လာသင်ကြားဆိုမတွက်ချင်ဘူးစာသင်ခန်းတစ်ခန်းဆိုတာသင်ကြားမှုတက်ပို့တဲ့သင်ကြားမှုပတ်ဝန်းကျင်မျိုးကတော့ကျွန်တော်က in person မှာပဲပို့ပြီးတော့ပြည့်စုံရနိုင်တာပေါ့နော်ဘာသာရပ်နဲ့ပတ်သက်လို့သင်ကြားမှုကတော့ online မှာပဲဖြစ်ဖြစ် in person မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအတူတူရရှိမှာပဲဖြစ်ပါတယ်ဒါပေမဲ့ in person မှာသင်ကြားမှုတိကျဆိုတာတက်ပို့တဲ့ကျွန်တော်က classroom environment မျိုးကိုရချင်တော့ကျွန်တော်က in person မှာလာရောက်အနံဖို့လာရောက်သင်ကြားဖို့ကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်သင်ချာရဲ့အနှစ်သာရကိုက problem solving ကိုသူကပြဿနာဖြေရှင်းတာဆိုပြဿနာဒီကြုံရဒီရွေးတော့နေချာအထောက်ကူပြုနေမှာပါကျွန်တော်တို့ဟိုပါပြောပေါ့နော်နေချာချိန်အနေနဲ့8လကြာမြင့်မှာပဲဖြစ်ပါတယ် assessment အနေနဲ့တော့ဒီထဲမှာ exam အနေနဲ့ကတော့၄ချိန်ပေါ့နော်၄ချိန်ရဲ့ပြီးရင် chapter and test ဆိုတဲ့တစ်ခန်းပြီးတစ်ခန်းကလေးကိုသင်လိုက်တဲ့ຢာကိုသင်တက်ရောက်မှုရရှိသွားလားဆိုတာကိုစစ်ဆေးဖို့လဲ chapter and test တွေလည်းကျွန်တော်တို့စီစဉ်ထားပါတယ်ကလေးတွေမေးကြည့်တယ်ပေါ့တန်ထဲမှာစာလင်းနဲ့သမီးတို့သားတို့သင်ချာတင်ရတာကြိုက်လားကျွန်တော်တစ်ဖက်ကအင်္ဂလိပ်စာနဲ့တူတူတွဲတင်တဲ့အကြောင်းဖြစ်နေတော့အင်္ဂလိပ်စာနဲ့သင်ချာနဲ့ဆိုဘယ်ဟာပိုကြိုက်လဲဒါပေမဲ့ကလေးအများစုကအင်္ဂလိပ်စာပို့ပြီးတော့ကျွန်တော်ဟောပြောနော် grade 5ကကျောင်းသားလေးပေါ့နော်ယောက်ျားလေးကျောင်းသားလေးတယောက်ပါပဲဆိုတော့စရောက်ချင်းမှာလူကကြာတော့ဘာဖြစ်တာလဲဆိုဒုတိယလေးသီးတံခွဲနေတာဒီတားရဲ့ဒီရှိကိုလာပါတူဟိုသင်ရအောင်မှာတူတယောက်တခုနောက်ဆုံးခုံလေးမှာသွားပြီးတော့သီးတံလည်းခွဲခေါ်လို့မရဘူးပေါ့နော်စာတွေပါတွေတော့ live ပြောတယ်ခေါ်လို့မရဘူးဒါပေမဲ့နောက်ပိုင်းမှာဒီ game days ပါဆော့တယ်ဒီပြီးတော့ activities တွေနဲ့ဒီလုတ်ပြီးတော့သူလုတ်တဲ့ခါမှာကလေးကဒီအတန်းကဒီဒူတွေနဲ့အပုံတသားလေးကြာပြီးတော့နောက်ကြာတော့သူကိုယ်တိုင်ဆရာသားလေးရှေ့ကိုလာနေလို့ရလားပေါ့အဲ့လိုမျိုးပြောတယ်ဒါကျွန်တော်တို့ကဒီဟို game တွေ activity တွေ team work လုပ်ရတဲ့အကျိုးကျေးဇူးပေါ့နော်ကလေးတွေရဲ့နေ့စဉ်ဘဝမှာကြုံတွေ့နိုင်ရတဲ့ဒီ problem solving skill တွေတိုးတက်လာအောင်ဒီ channel ပတ်သက်တဲ့ skill တွေတိုးတက်လာအောင်ကလေးတွေရဲ့ဒီ channel ပတ်သက်တဲ့ယုံကြည်မှုတွေကိုမြင့်မားလာစေဖို့ Starfish ရဲ့ regular academic math program ကိုသင်ကြားခြင်းဖြင့်မြင့်တင်လို့ရပါတယ်ဖြစ်ပါတယ်